ရှင်သာရိပုတ္တရာကိုပရပိုက်တယောက်ကမေးတာဘာမေးတော့ဆိုတော့အရှင်ဘုရားဒုက္ခဆိုတာဘာကိုပြောတာတော့ဒုက္ခဆိုတာဘာကိုပြောတာတော့အဲ့လိုမေးတဲ့အခါမှာရှင်သာရိပုတ္တရာကအဘိနိဗ္ဗတိဒုက္ခအနဘိနိဗ္ဗတိဒုက္ခတဖန်ဖြစ်ရခြင်းသည်ဆင်းရဲပဲတဖန်မဖြစ်ရခြင်းသည်ချမ်းသာပဲလို့အဲ့လိုဖြစ်တယ်ဉာဏ်မရှိရင်နားမလည်နိုင်ဘူးလက်မခံနိုင်ဘူးဒီဥစ္စာဆိုလိုတာကဇာတိပရိသေတွေတဖန်ပြန်ပြီးတော့မွေးပွားရတယ်ဖြစ်ရတယ်ဆိုရင်အဲ့ဒါဘာလို့ဆင်းရဲပဲမဖြစ်ရဘူးဆိုရင်ချမ်းသာတယ်အဲ့ဒါကို तू ကရှင်းအောင်ဘယ်လိုပြောလို့ဆိုဖြစ်ရပြီဆိုတာနဲ့ဘဝဖြစ်ရပြီဆိုတာနဲ့မင်းဟာသေချာပေါက်ပူတာကိုခံစားရလိမ့်မယ်အေးတာကိုခံစားရလိမ့်မယ်စာလောင်တာကိုခံစားရလိမ့်မယ်မှုတ်သိတာကိုခံစားရလိမ့်မယ်အစာဟာရစာရရဲ့ရေးစားတာရဲ့ပေါ့နော်ပူတာရဲ့အေးတာရဲ့ထမင်းစားတာရဲ့ရေးစားတာရဲ့ကျင်ကြီးဆွန့်ရတဲ့ဒုက္ခကျင်ငယ်ဆွန့်ရတဲ့ဒုက္ခကိုမင်းရင်ဆိုင်ရလိမ့်မယ်ဟုတ်လားမီးနဲ့တွေ့ရတဲ့ဒုက္ခအပူတွေပေါ့ဒီလိုမီးနဲ့ကလည်းကင်းနိုင်တာမဟုတ်ဘူးလေထမင်းချင်ရင်ပြူရင်ဓာန်မျိုးမျိုးနဲ့တွေ့ရတဲ့ကိစ္စမီးနဲ့တွေ့ထိရတဲ့ကိစ္စလက်နက်နဲ့တွေ့ထိရတဲ့ကိစ္စကြောင့်ခန္ဓာကိုယ်ဆင်းရဲတဲ့ဒုက္ခတွေကိုမင်းဟာရင်ဆိုင်ရလိမ့်မယ်ဒါတွေမကဘူးတဲ့ရွှေတွေမျိုးတွေကကိုယ့်ဘဝတွေကိုဝင်ရောက်စွတ်ဖက်တာကိုမင်းသိကြပါဦးခံရလိမ့်မယ်နော်ဒုက္ခ10မျိုးဘယ်သူမှရှောင်မရတဲ့ဒုက္ခကိုပြောတာနော်ဖြစ်လာပြီဆိုတာနဲ့အဲ့ဒီဒုက္ခတွေကိုမင်းဟာရင်ဆိုင်ရလိမ့်မယ်တကယ်လို့မင်းတဖန်ပြန်မဖြစ်ဘူးဆိုရင်အဲ့ဒီဒုက္ခတွေမင်းရင်ဆိုင်ရတဲ့အကြောင်းရှိဘူးလေမဖြစ်တဲ့တရားလေးကိုဘုန်းဘုန်းတို့တွေကအထိုက်လျောက်ဉာဏ်လေးသက်ဝင်နိုင်ပြီးတော့အဲ့ဒါလေးကိုနော်ရကျင်တဲ့ဆန္ဒမျိုးလေးနော်ကိန်းစေခြင်းတာဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုတာအဲ့ဒါကိုပြောတာနော်အဖန်မှန်ဖြစ်နေရင်တော့ဖြစ်ချင်းရဲ့နောက်ဆက်တွဲရပြည့်ချင်းပဲလားပဲအဲ့ဒါကျွတ်တုံးကတဏှာရှိနေတဲ့အခါကျတော့ပြည့်ချင်းလားလို့မေးတော့မပြည့်ချင်းပြည့်တဲ့တရားတွေနဲ့အတူတူနေပြီးတော့မပြည့်ချင်းဘူးဆိုတော့ရမလားအဲ့တော့ပြည့်တဲ့တရားတွေပြည့်ချင်းကျုံလာတဲ့အခါမှာမပြည့်ချင်းတဲ့လူကဘာဘလို့နည်းနဲ့တုံ့ပြန်မှာတော့စိုးရိမ်မှုငိုကြွေးမှုနဲ့ပဲတုံ့ပြန်မှာပေါ့ဘယ်ချိန်ကျရင်ထင်ရှားမှာတော့အဲ့ဒီအခြေအနေဆိုဟာကျမကြီးဖောက်ပြန်တဲ့အချိန်သေကောင်ပေါင်းလဲဖြစ်တဲ့အချိန်နောက်ဆုံးသေရတော့မဲ့အချိန်မှာညံနေရင်ညံနေသလောက်အဲ့ဒီပျက်စီးမှုကြီးကကျွတ်တို့ရဲ့စိတ်ကိုမလုပ်တယ်မလို့ဖြီးစည်းလိုက်မယ်နှိပ်စက်လိုက်မယ်ဟုတ်လားဒါကြောင့်ဒီဂါထာလေးကိုဘုံဘုံကညံသက်ဝင်နှိုင်စေခြင်းလေပေါ့နော်ပုဏ္ဏပုဏ္ဏဇာယတိမိယတိသပုဏ္ဏပုဏ္ဏတိဝဋ္ဌိကံဟရန္တိမဲခင်စာလက်တာအပုဏ္ဏဘောဟာယနပုဏ္ဏပုဏ္ဏဇာယတိပုရိပညောအဖန်မှန်မွေးဖွားတော့အဖန်မှန်သေရတယ်အဖန်မှန်သေရတော့အဖန်မှန်သင်္ချမ်းကိုအပို့ခံရတယ်ဟုတ်လားဒါကြောင့်မို့လို့အဖန်မှန်မဖြစ်ဖို့အတွက်မဂ်ခင်၈ပါးဆိုတဲ့နီလန်းမှန်ကိုရအောင်ယူရမယ်ယူပြီးတော့အဲ့ဒါကိုဘာလုပ်ရမလို့ပွားများရမယ်ဟုတ်လားပွားများလို့ဉာဏ်ပညာမြင့်လာပြီဆိုလို့ရှိရင်ဘာဖြစ်မလို့အဖန်မှန်ဖြစ်ရတဲ့သဘောသူမှမရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှချမ်းသာမှာနော်အဲ့ဒီချမ်းသာကိုရလို့တဲ့စိတ်ဘယ်လောက်ရှိလဲမရှိလဲကိုပြန်စီစစ်ရလို့တဲ့စိတ်မရှိဘူးဆိုရင်အဲ့ဒါဉာဏ်တုံးနေသေးတယ်အဲ့ဒီဉာဏ်သွေးလိုက်အောင်ဟုတ်လားတဏှာလောဘကတော့ဖြစ်ပဲဖြစ်ချင်နေတာဖြစ်ပဲဖြစ်ချင်နေတာမဖြစ်ရတာကို तू ကြိုက်မလားတဏှာကအကြိုက်ဘူးအဲ့ဒါဖြစ်ရပြီဆိုရင်တော့ဘာလို့ရမလို့ပြရလိမ့်မယ်ဒုက္ခမျိုးစုံရှင်ဆန်းရလိမ့်မယ်ဒီသဘောကိုပြောတာနော်အဲ့တော့ဒီဒေသနာလေးကိုဘုန်းဘုန်းတို့တေချာလေးစဉ်းစားကြည့်လိုက်မြတ်စွာဘုရားဘာကိုအခြေခံပြီးတော့ပြောထားတာထက်ခဖြစ်ရတယ်ဆိုတဲ့သဘောလေးကိုပြောတာနော်ပထမဆုံးကထာဘာပြောတာတော့မျိုးစေ့ကိုထက်ခစိုက်ပျိုးနေကြတယ်မိုးကလည်းထက်ခရွာနေတယ်လယ်သမားကလည်းထက်ခထွန်ရစ်နေကြတယ်အိုးပြောရရင်လူသားတို့ကြီးတစ်ခုလုံးဟာဒီသီးနှံရဖို့အတွက်ထက်ခစူးစမ်းအထောက်နေကြရတယ်နောက်ဒုတိယကထာဘာပြောတော့တောင်းရန်စားတောက်တဲ့လူတွေလည်းထက်ခတောင်းနေကြတယ်ရေရောတဲ့လူတွေလည်းထက်ခပေးနေကြတယ်ထက်ခပေးတဲ့လူတွေကတော့ထက်ခကောင်းတဲ့ဘဝတွေကိုရောက်ကြရတယ်ဒီသဘောလေးကိုမြတ်စွာဘုရားအရင်ပြောတာနော်နိုးညစ်တဲ့လူတွေဟာထက်ခညှစ်နေကြတယ်နွားပေါက်စာလေးတွေကထက်အမိနွားမကြီးစီကိုချင်းကပ်နေကြတယ်ထက်သူတို့ဟာပင်ပန်းကြတယ်ထက်တုံလှုပ်ကြရတယ်အဲ့ဒါလိုပဲအသိဉာဏ်နှုံနဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေကလည်းထက်အမိဝမ်းကောင်းကိုအောင်းညာရတယ်အဲ့လိုထက်ပရိသေနေရပြီဆိုတော့ထက်မွေးဖွားလိမ့်မယ်မွေးဖွားပြီဆိုရင်ထက်သေဆုံးရလိမ့်မယ်ထက်သေရပြီဆိုရင်ထက်သင်္ချမ်းကိုအပုတ်ခံရလိမ့်မယ်အဲ့ဒါကြီးကိုကြိုက်သလားကောင်းတယ်လို့ထင်သလားကိုယ့်ကိုယ်ပဲစဉ်းစားအောင်နော်အဲ့ဒါကြီးကိုမကြိုက်ဘူးဆိုရင်ထက်မဖြစ်ဖို့အတွက်မှန်ကန်တဲ့နည်းလမ်းကိုရအောင်ရှာရမယ်
မှန်ကန်တဲ့နိလန်မြတ်စွာဘုရားကြည်သူကြောင့်ကျွတ်တို့မရဘူးလားရတယ်မဂ်ခင်၈ပါးတတိပဋ္ဌာန်တရားဟာထက်ခါမဖြစ်ဖို့အတွက်မှန်ကန်တဲ့နိလန်အဲ့ဒါကိုကြိုးစားပြီးတော့ပွားမယ်ဆိုရင်ဉာဏ်ပညာကြီးလာလိမ့်မယ်ဉာဏ်ပညာကြီးလာရင်သူထက်ခါမဖြစ်တော့ဘူး